ခက်မှတင်ရမယ့်တရားလေးက 올게요 ပေါ့နော် 올게요 ကြတော့လုပ်ပါမယ်လုပ်မယ်နော်မဲပါမယ်ဆိုတဲ့အဓိပ္ပာယ်နော်ဒီမှာဆိုလို့ရှိရင်나중에 전화하세요.နောက်ကြမှာဖုန်းဆက်ပါ 네, 나중에 전화할게요. ဟုတ်ကဲ့နောက်ကြလို့ရှိရင်ဖုန်းဆက်လိုက်ပါမယ်နော်နောက်မှဖုန်းဆက်လိုက်ပါမယ်ဒီမှာဆိုလို့ရှိရင် 전화하다 ပေါ့နော်အဲ့ဒါကိုမှဒီမှာ 올게요 ပေါ့နော် 올게요 တရားလေးနဲ့သုံးပြီးတော့မှရေးထားတာဒီမှာတရားနဲ့ဆုံးတဲ့အတွက် 올게요 သုံးနေနော်1နဲ့3လေးလည်းဒီတိုင်းလေးပဲဖြည့်ကြည့်မယ်နော် 누가 있겠습니까? ဘသူကဖတ်မှာပါလဲဘသူကဖတ်ခဲ့တာပါလဲsorry 누가 있겠습니까? ဘသူကဖတ်မှာပါလဲဘသူဖတ်မှာလဲဆိုရင်တယောက်ယောက်နာမည်ရေးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရှင်လေ제가နော်제가 있다ဆိုတော့ 읽을게요 နော်အဲ့လိုလေးသုံးလို့ရနော်술을 마시지 마세요 အရက်ကိုမတောက်ပါနဲ့네ဟုတ်ကဲ့အရက်ကိုမတောက်တော့ပါဘူးအဲ့လိုလေးဖြည့်ကြည့်မယ်နော်술을 지 마세요 မသုံးဘဲနဲ့ an ကိုပြောင်းသုံးလို့ရတယ်နော် 술을 안 마실게요 သုံးလို့ရတယ်နော် 지금은 바쁘니까 내일 오세요 အခုကအလုပ်ရှုပ်နေလို့မနေ့ပြန်လာပါ네မနေ့ပြန်လာပါမယ် 언제 이메일을 쓰겠습니까? ဘယ်အချိန်မှာ email ကိုရေးမှာပါလဲအခုပဲရေးလိုက်မယ်နော်ဒါမှမဟုတ်ရှင်လည်းမနေ့ပြန်ရေးလိုက်မယ်ဒီနေ့ရေးလိုက်မယ်အဲ့လိုစသဖြင့်အဲ့လိုလေးတွေအဓိကတော့ဒီ 올게요 လေးကိုသုံးပြီးတော့မှရေးခိုင်းတာပေါ့နော်ရေးကြည့်ပါနောက်တစ်ခုတရားက ina ပေါ့နော်ဖြစ်သို့မဟုတ်အဲ့တော့ဒီမှာဆိုလို့ရှိရင်မိကုံးလေးမေးထားရနော် 어디로 여행을 갈까요? ဘယ်ကိုခရီးထွက်မှာပါလဲသူကနှစ်နေရာပြောထားရနော် 부산နဲ့ 경주 부산이나 경주로 여행을 갑시다. 부산 도모호 경주고 경주도 여행을 갑시다. 거기 가자로. အဲ့တော့ဒီမှာဆိုလို့ရှိရင်부산이အတက်နဲ့ဆုံးတဲ့အတွက် ina ပေါ့နော်တရနဲ့ဆုံးတော့ na ပဲခံပြရမယ်부산 도모호 เนาะဒါမှမဟုတ်ရင် 부산 ဖြစ်경주고 သွားမယ်ပေါ့နော်ခရီးသွားမယ်ဒါမှမဟုတ်ရင် 부산 도모호 경주고 ခရီးသွားမယ်เนาะအဲ့လိုမျိုးပြောတယ်언제 갈까요? 배체인 또 말해. 이번 주말 뒤에 빼예. 너 다음 주말 now 빼예. 주말가 있으니 ning 빼예고ပြောเนาะအဲ့တော့ဒီဘက်빼예 သို့မဟုတ် now 빼예 เนาะ